မြင်းမျိုးနယ်ရှိပတိပတိတော်ရကြောင်အတွင်ကိုရင်ငယ်တပားကိုရိုက်နှက်နှိပ်စက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြစ်မှုကျူးလွန်သူဦးတီစာကိုတာသနာဝန်ထမ်းအဖြစ်ကနေလူဝတ်လဲစီကတရားဥပဒေအရအရေးယူထားတယ်လို့အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ဆရာတော်ဦးသူနန္ဒာကမိန့်ကြားပါတယ်။ဖြစ်စဉ်အတွင်ဦးတီစာကကိုရင်ငယ်လေးကိုပြင်းထန်စွာရိုက်နှက်ခဲ့တာကြောင့်ကိုရင်ငယ်လေးမှာခန္ဓာကိုယ်အနှံ့ထန်ရာတွေရရှိခဲ့ပြီးလက်ရှိအချိန်ထိစီးကူးသားမှုဆက်လက်ခံယူနေရတယ်လို့သိရပါတယ်။သာသနာနယ်မြေအတွင်းဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်ဟာလူထုအခြားပြင်းထန်တဲ့ဝေဖန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။လက်ရှိမှာဦးတီစာကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကဖမ်းဆီးထားပြီးတန်ခါနာယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့လူဝတ်လေးစီကဘာသာသာသနာကိုညှိုးနွမ်းစေမှုစော်ကားမှုတို့နဲ့သက်ဆိုင်တဲ့ရာဇသက်ကြီးပုံမှ295ခါအရအမှုဖွင့်ထားပါတယ်။အဆိုပါပုံမှအရအမြင့်ဆုံးထောင်ဒဏ်2နှစ်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။ဒါအပြင်ကလေးသူငယ်အပေါ်အကြမ်းဖက်မှုနာကျင်စေမှုတို့နဲ့ဆက်နွယ်ပြီးဖြစ်စဉ်အပေါ်မူတည်ကနောက်ထပ်ပုံမှတွေထပ်မံတိုးမြင့်စစ်ဆေးဖို့လည်းပြင်ဆင်နေတယ်လို့သိရပါတယ်။ကိုရင်ငယ်လေးအတွက်တရားမျှတမှုရရှိစေဖို့ဆရာတော်ဦးသူနန္ဒာဦးဆောင်ပြီးကူညီဆောင်ရွက်နေတယ်လို့ဖြစ်စဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုလည်းအခါအားလျော်စွာပြည်သူတွေကိုအသိပေးထုတ်ပြန်နေပါတယ်။လက်ရှိ